ကျွန်တော် United အသင်းကိုပြောင်းရွှေ့ဖို့နီးစပ်နေပြီဖြစ်တဲ့ကာလိုဘာလီဘာရဲ့ပြောင်းရွှေ့ခြင်းကတန်ရဲ့လား United အသင်းကကာလိုဘာလီဘာကိုဘာကြောင့်လိုချင်တာလဲဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးမှဒီဗီဒီယိုလေးမှာကျွန်တော်ရဲ့အမြင်လေးတွေကိုအနည်းငယ်ဆွေးနွေးတော့ချင်ပါတယ်အားလုံးပဲမင်္ဂလာပါ Manchester United update ကနေကြိုဆိုလိုက်ပါတယ်ဆိုတော့ကာလိုဘာလီဘာရဲ့ပြောင်းရွှေ့ခြင်းကတန်လားမတန်လားဆိုတာနဲ့ပတ်သက်ပြီးမှပရိသတ်တွေကြားမှာအမြင်မတူတာတွေအများကြီးရှိတယ်ပေါ့နော်တချို့တွေကမတန်ဘူးပေါ့နော်ဒီအစားအတန်ဝါတန်ပဲခေါ်လိုက်ပါတယ်တချို့တွေကကျတော့တန်နေပေါ့နော်ဘာမှမရမဲ့အတူတူဒီခါလုဘာတွေကဒီပြောင်းရွှေ့ခြင်းလောင်းလဲဆိုမဆိုးဘူးဆိုတော့ပြိသက်တွေလည်းအများကြီးရှိတယ်ပေါ့နော်ဆိုတော့ဘီယာမန်နေမားလည်းမပြောတော့ဘူးဒီပြိသက်အားလုံးကိုစီမှာကိုယ့်အမြင်နဲ့ကိုရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်အမြင်လေးကိုအနည်းငယ်ပြောချင်တယ်ပေါ့နော်ဆိုတော့ဒီအပြောင်းရွှေ့ဈေးကွက်ဟာဆိုရင်ဒီလက်ရှိမှာအရင်နဲ့မတူအရင်တော့နဲ့မတူတော့တွေ့ရတယ်ပေါ့နော်အရင်တော့ကဆိုရင်ဒီပြောင်းရွှေ့ခြင်းရဆိုပေါင်တန်းတရာအထက်လောက်ဆိုရင်အတင်းကြီးလောက်ပဲတုံးနိုင်တဲ့အခြေအနေမှာရှိတယ်ပေါ့နော်ဒါပေမဲ့အခုလက်ရှိမှာဆိုရင်ဒီအခုမှတန်းတက်လာတဲ့ Ipswich တို့ဒီ Coventry တို့တောင်မှလက်ရှိအပြောင်းရွှေ့ဈေးကွက်မှာပေါင်တန်းတရာကျော်စီတုံးနိုင်တဲ့အနေအထားကိုကြည့်မယ်ဆိုရင်ဒီအတင်းအားလုံးကဒီငွေတုံးလာနိုင်တဲ့အခြေအနေမှာဆိုရင်ကစားသမားခေါ်ယူရမှာဒီအပြိုင်အဆိုင်ဖြစ်ပြီးမှဒီအပြောင်းရွှေ့ဈေးကွက်ဟာဆိုရင်ဖောင်းပေါ်လာတဲ့အနေအထားဖြစ်တယ်ပေါ့နော်အရင်တော့ဆိုပေါင်တန်း30နဲ့ခေါ်လို့ရမယ့်ကစားသမားကအခုလက်ရှိမှာဆိုရင်ပေါင်တန်း50ဒီပုံမှန်ကစားသမားတာမန်ကစားသမားပေါင်တန်း50လောက်တုံးရမယ့်အခြေအနေဖြစ်နေပြီပေါ့နော်ဆိုတော့ဒီပေါင်တန်း60 plus 5တန်းဒီ package ကကျွန်တော်အမြင်ပြောရရင်ဆိုရင်အဆင်ပြေတဲ့ဒီပြောင်းရွှေ့ကြေးလို့မြင်တယ်ပေါ့နော်အရန်နဲ့မနေဘူးအရန်နဲ့မများဘူးအဆင်ပြေတဲ့ပြောင်းရွှေ့ကြေးလို့မြင်တယ်ဆိုတော့ဒီလက်ရှိမှာဒီ Premier League မှာ proof ဖြစ်သွားတဲ့ကစားသမားဒီ quality ကစားသမားဆိုရင်ဒီပေါင်တန်း50 60နဲ့မရတော့အနည်းဆုံးတော့ဒီပေါင်တန်း80 90အထက်100ကျော်အဲ့လောက်ရှိနေပြီဥပမာ Elliot Anderson တို့ဒီထားပါAdam Warden တို့ဆိုရင်ဟိုကြည့်ရင်တီးနိုင်တယ်ဗျာသူတို့ဆိုရင်အနည်းဆုံးပေါင်တန်း80အထက်တွေကြီးပဲ Elliot Anderson ဆိုရင်ဒီ Messi တို့ပြောင်းသွားတာပေါင်တန်း100ကျော်နဲ့ပြောင်းသွားတာပေါ့နော်ဆိုတော့ Adam Warden ဆိုတဲ့ပေါင်တန်း80ကျော်အနည်းဆုံးသူတို့ဈေးတင်ထားတယ်ဆိုတော့ဒီအခြေအနေမှာဒီဘယ်လိုပြောမလဲဒီခါလိုဘာလီဘာရဲ့ဈေးကကျွန်တော်အမြင်ဆိုအဆင်ပြေတဲ့ဈေးလို့မြင်တယ်ပေါ့နော်ဆိုတော့နောက်တစ်ချက်အနေနဲ့ကကြတော့ United အသင်းကဒီခါလိုဘာလီဘာကိုဘာလို့ပြန်လို့ချင်တာလဲပေါ့နော်မနစ်ကသူတို့ပြောင်းရွှေ့ခြင်းဈေးကြီးလို့မခေါ်ခဲ့ဘူးပေါ့နော်ဆိုတော့ဒီနှစ်မှာကျတော့သူတို့ပြန်စိတ်ဝင်စားလာတယ်ပေါ့နော်ပြန်စိတ်ဝင်စားမှအခုဆိုရင်ပြောင်းရွှေ့နီးစပ်တဲ့အခြေအနေတောင်မှရှိနေပြီဆိုတော့ United အသင်းကဒီခါလိုဘာလီဘာဘာလို့ပြန်လို့ချင်တာလဲဆိုရင်ကျွန်တော်အမြင်ရပြောဆိုပထမဆုံးတစ်ချက်ကဈေးကြောင့်ပဲဆိုတော့ခါလိုဘာလီဘာဟာဆိုရင်မောင်းချွေချွေပေါင်တန်း80အောက်ပဲရှိနေတော့မယ်ဒီလက်ရှိဈေးကွက်အရာဆိုရင်ဆိုတော့သူတို့အခု United အသင်းရဲ့ဒီအပြောင်းရွှေ့ policy အရဆိုရင်သူတို့ဈေးအများကြီးမတုံးချင်ဘူးဆိုတော့အတန်ဝတ်တောင်လည်းသူတို့80လောက်သူတို့မပေးချင်ဘူးပြီးတော့ Premier League မှာလည်း proof ဖြစ်ပြီးသားဒီ quality player လည်းဖြစ်ပြီးသားဆိုတော့ဒီခါလိုဘာလီဘာသူတို့ပြန်လိုချင်လာလို့မြင်တယ်ပေါ့နော်ဆိုတော့လွန်ခဲ့တဲ့နှစ်တုန်းကအခြေအနေရဆိုရင် United အသင်းကသူ့အနည်းဆုံးပေါင်တန်း100လောက်ပေးရမယ့်အနေထားပေါ့နော်ဆိုတော့မနစ်ကလည်းသူတို့မနစ်ကပြောင်းရွှေ့နေရာဒီမှာလည်း United ကခေါ်ခဲ့တယ်ဒါပေမဲ့ Brighton အသင်းကသူတို့ကိုင်စီဒိုဟိုရောင်းခဲ့တဲ့ခြေစီကိုရောင်းခဲ့တဲ့ဈေးတိုင်းပေါင်တန်း100ကျော်ပြန်မတောင်းဆိုတယ်ပေါ့နော်ဆိုတော့ United အသင်းကပေါင်တန်း60အဲ့တော့လည်း60ကျော်လောက်မသိဘူးအဲ့လောက်နဲ့ကမ်းလှမ်းလိုက်တယ်ဆိုတော့ပေချလိုက်ရင်မှဈေးကြီးဆိုမှအပြောင်းရွှေ့ရမှာဖြစ်တော့ဘူးပေါ့နော်ဆိုတော့ဒီနေ့ကျတော့သူကမနစ်ကရာတင်မှာသူကဒီအသင်းပြောင်းခွင့်မရတာရောအကြောင်းမျိုးမျိုးကြောင့်ခြေစမ်းအနှင်းငယ်ကျသွားတဲ့အချိန်မှာသူ့ရဲ့ market value အရာကောပေါင်တန်း100လောက်အတောင်းမဲ့အခြေအနေမရှိတော့တဲ့အချိန်မှာဒီလိုဖြစ်သွားတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့တော့ဒါကြောင့်မလို့ United အသင်းကပြန်ခေါ်လို့မြင်တယ်ပေါ့နော်ဆိုတော့နောက်တစ်ချက်အရာတော့ United အသင်းရဲ့ဒီစီမင်းစည်းကမ်းနဲ့အရာပေါ့နော်သူတို့ရဲ့စံတတ်မှတ်ချက်အရာဒီကစားသမားကိုယ်တိုင်ကောအသင်းကိုပြောင်းချင်တဲ့စိတ်ရှိရမယ်ဆိုတဲ့ပုံစံနဲ့တွားကိုက်နေတယ်ပေါ့နော်ဒီဘာလို့လဲဆိုတော့ခါလိုဘာလီဘာဒီ United မှ United ဖြစ်နေတယ်ပေါ့နော် United အသင်းကလွှဲပြီးမှခြားတင်းသူမပြောင်းချင်ဘူးပြီးအေဂျင့်နဲ့တစ်ဆင့်မဲ့ United အသင်းကိုပြောင်းဖို့အတွက်သူအသင်းကို push လုပ်နေတာတွေ့ရတယ်ပေါ့နော်ဒီအသက်ကြောင့်ပဲခါလိုဘာလီဘာဟာဆိုရင် United အသင်းလိုချင်တဲ့ကစားသမားပုံစံမျိုးဖြစ်လို့United အသင်းကလိုချင်လို့မြင်တယ်ပေါ့နော်ဆိုတော့နောက်တစ်ချက်အရာဆိုရင်ကျွန်တော်အမြင်ထင်တယ်ပေါ့နော်လက်ရှိ United အသင်းမှာဘေဂျီတန်တဲ့ကစားသမားမရှိဘူးဆိုတော့ Bruno Mason Mount Anthony Santos Yuri Tielemans ဒီ၄ယောက်စလုံးကညာချီတန်တဲ့ကစားသမားတွေကြီးပဲဆိုတော့ဒီခါလိုဘာလီဘာကဘေဂျီရောညာချီရောခြေနှစ်ဖက်လုံးတန်တယ်သူနှစ်ဖက်လုံးဆော့လို့ရတဲ့ကစားသမားဖြစ်တယ်ဆိုတော့သူပါလာချင်းအားဖြင့်ဒီ
ဒီဖာဇင်တွေကဒီဘယ်လိုပြောမလဲနေရာဆောင်ကနေတောင်းပေါင်းဆောင်နေထွက်လာနိုင်တယ်ပြီးတော့သူနဲ့တွင်းဆော့တဲ့ဒီဘယ်လိုပြောမလဲကစားသမားတွေကရောစိတ်ကြိုက်နေရရွှေ့မှကစားလို့ရတော့မယ်ဗျာဆိုတော့အဲကြောင့်မလို့လဲ United ကပြန်လိုချင်တာလို့ထင်တယ်ဆိုတော့တချို့တိုက်စစ်စင်လာတဲ့အချိန်မှာဒီဘေးဘက်ချမ်းလဲသူပါတော့ကျွန်တော်ကဒီဘယ်လိုပြောမလဲတိုက်စစ်လမ်းကြောင်းပုံမှထွက်လာမယ်လို့ထင်တယ်ဆိုတော့သူပါလိုက်တဲ့အတွက်ကြောင့်ဒီတချို့နေရာတွေမှာဆိုရင်ဒီတိုက်စစ်စင်တဲ့အချိန်မှာဘေးချင်နဲ့ဘေးမှာပဲဖက်စင်ကပိုအဆင်ပြေမဲ့အချိန်ကြီးရှိတယ်ဆိုတော့သူပေးလိုက်ဆိုရင်ဖက်စင်ကပေးလိုက်ပြီဆိုရင်တိုက်စစ်ကစားသမားကအေးစစ်စစ်နဲ့ဘယ်လိုပြောမလဲတိုက်စစ်ခံစစ်ပြေးလန်းကြောင်းနဲ့ထွက်သွားလို့ရတယ်ဗျာဒါမဲ့ဒီအဲ့ချိန်မှာညာချီကွင်းလင်ကစားသမားဆိုရင်ဒီ position ပြန်ချိန်နေရတဲ့အမှပြန်ဘက်ကစားသမားတွေကဘောလုံးကိုပြန်မှ defense လုပ်သွားနိုင်တယ်ဆိုတော့သူပါလာတဲ့အတွက်ကြောင့်ဒီဘေဘက်တိုက်စစ်ချမ်းကလည်းပုံမှမြိုင်လာမယ်လို့ထင်တယ်ပေါ့နော်ပြီးနောက်တစ်ချက်အရဆိုရင်ဒီ Warwick အရန်ကောင်းတဲ့ကစားသမားမျိုးဖြစ်တယ်ဆိုတော့ကျွန်တော်တို့လက်ရှိ United တင်းမှာရှိတဲ့ကိုနစ်ကစားသမားတွေဖြစ်တဲ့ Yuri Tielemans ကော Andre Santos ကောကကြတော့ဒီ Warwick အရန်ကောင်းတဲ့ကစားသမားမျိုးမဟုတ်ဘူးဆိုတော့ကျွန်တော် United အတင်းနီးပြ Michael Carrick ရဲ့ system အရဆိုလဲဒီလို Warwick ကောင်းကောင်းနဲ့ကွင်းလင်းမှာစော့နိုင်တဲ့ပေါ့နော်တကွင်းလုံးမနာနိုင်မပန်းနိုင်စော့နိုင်တဲ့ကစားသမားမျိုးလိုအပ်တယ်ဆိုတော့ကျွန်တော်တို့ pre-season မှာအားလုံးတွေးခဲ့တဲ့အတိုင်းပဲပေါ့နော်ဒီ Mason Mount ကိုနံပါတ်8 row မှာဒီခံစစ်နဲ့တိုက်စစ်ကြားကိုချိတ်ဆက်ပေးမှတကွင်းလုံးပတ်ပြီးမှစော့သွားတဲ့ပုံစံနဲ့တုံသွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်အမြင်ရဆိုရင်ဒီ Carlo Bariba ကိုဒီ Kobe Mainoo နဲ့အလဲကျဒီနံပါတ်8 row မှာထားပြီးမှတုံးမယ်လို့မြင်တယ်ပေါ့နော်ဆိုတော့ Andre Santos ကိုကြတော့ဒီခံစစ်နှစ်ယောက်ကြားမှာဘောလုံးကိုလက်ခံရယူရတဲ့နေရာမှာနံပါတ်6 row မှာထားမှတုံးမယ်လို့မြင်တယ်ပေါ့နော်ဆိုတော့ဘာလို့ဆိုတော့သူက passing နဲ့ဒီ Carlo Bariba ထက်ဒီ data တွေရဆိုရင်ပိုကောင်းတာမြင်ရတယ်ပေါ့နော်ဆိုတော့Andre Santos ကိုဒီနံပါတ်6 row မှာထားပြီးမှ Carlo Bariba ကိုကြတော့ဒီခံစစ်နဲ့တိုက်စစ်ကြားကိုချိတ်ဆက်ပေးတဲ့ဒီ Warrior ကောင်းကောင်းနဲ့ဆော့တဲ့ဒီနံပါတ်8 row မှာပေါ့နော်ဒီပတ်ပြီးမှဆော့ခိုင်းမယ်လို့မြင်တယ်ပေါ့နော်ဆိုတော့နီးပြ Michael Carrick လဲပေါ့နော်ဒီကစားမတယောက်ချင်းစီရဲ့ဒီအားတာချက်အနေချက်ကိုသူကကောင်းကောင်း analysis လုပ်ပြီးမှဒီတင့်တော်တဲ့နေရာမှာထားသုံးတဲ့နေရာမှာအရန်တော်တဲ့နီးပြဖြစ်တဲ့ကြောင့်မလို့တခြားလေးအသုံးချနိုင်မယ်လို့တော့ကျွန်တော်တို့မြင်တယ်ပေါ့နော်ဒါမဲ့ဒီလက်ရှိမှာခါလိုဘာလီဘာကဒီဒဏ်ရာရနေပေါ့နော်ဒါမဲ့လည်းဒီခြေစမ်းသူတို့ရာသီကျိုးခြေစမ်းပွဲမှာဒဏ်ရာရခဲ့လို့တီးရတယ်ခြေချင်းဝင်ဒဏ်ရာလို့တီးရတယ်ဒါမဲ့အရင်မပြင်းထန်တဲ့အတွက်ကြောင့်သူစက်တင်ဘာလလေလောက်ကြရင်တော့ပြန်ကစားနိုင်မယ်လို့သတင်းတွေအရသိရတယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်ရဲ့အမြင်တွေကိုဆွေးနွေးထားတာဖြစ်ပါတယ်ပေါ့နော်ညီကိုတို့ရဲ့အမြင်ကိုဘယ်လိုရှိတယ်ဆိုတော့ comment မှာဝင်ရောက်ဆွေးနွေးကြလို့ရပါတယ်ဆိုတော့ Manchester United update Facebook page နဲ့ YouTube channel နဲ့ like and subscribe လုပ်ပေးဖို့ follow လုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်